ဒီလိုမျိုးအပူချိန်ရနဲ့ချီရှိတဲ့အရေးကြိုတက်တူတွေကိုလက်ထက်လိုက်ရင်မလောင်ဘူးဆိုတဲ့တန်နိုင်တစ်ခုရှိတယ်တချို့လူတွေကဆိုအရေးကြိုတန်ကိုလက်နဲ့ရိုက်လို့တောင်ရတယ်လို့ပြောကြတယ်ဒါပေမဲ့တက်တူကလူအသားကိုချက်ချင်းမီးလောင်သွားတင်တာမဟုတ်လားဒါနဲ့တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့အက်တန်နဲ့ဂျီမီကစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်သူတို့ကခဲတုံးတွေကို Fahrenheit 925 ဒီဂရီအထိအပူပေးပြီးအရေးကြိုတက်တူဖြစ်လာအောင်လုပ်လိုက်တယ်ဒါပေမဲ့အခုကျတော့ဘယ်သူမှအရင်မလုပ်ချင်ကြဘူးဒါနဲ့သူတို့ကဝက်ဦးချောင်းနဲ့စမ်းသပ်ကြတယ်ဝက်ဦးချောင်းကိုရေထဲနစ်ပြီးအရေးကြိုခဲတဲ့ကိုလေမြ မြန်လေးနှက်လိုက်တဲ့ဝက်ဦးချောင်းကမဲသွားပြီးခဲသေးလေးတွေကပ်ပါလာတယ်ဒါကလူအသားကိုအပူကအလွယ်တကူလောင်စေနိုင်တယ်ဆိုတဲ့သက်တွေပဲဒါပေမဲ့သူတို့ကခဲအပူချိန်ကို Fahrenheit 850 ဒီဂရီအထိတင်ပြီးစမ်းသပ်မှုကိုထပ်လုပ်လိုက်တယ်ဒီတစ်ခါတော့ဝက်ဦးချောင်းကအယောင်မပြောင်းသွားဘူးခဲလည်းမကက်လာဘူးတကယ်တော့လက်နဲ့ထိလိုက်ရင်တော့အေးနေတယ်လို့တောင်ခံစားရတယ်ဒါကအစစ်အမှန်စမ်းသပ်ဖို့အကောင်းဆုံးအခြေအနေလို့ထင်ရတယ်ဂျီမီကသူ့လက်ချောင်းကိုရေထဲနစ်ပြီးအရေးကြိုခဲတဲ့ကိုလေမြ မြန်လေးထည့်လိုက်တဲ့အံ့ဩစရာကောင်းတာကသူ့အသားကမလောင်သွားဘူးနှွေးုံလေးပဲခံစားရတယ်အတန်ကပိုပြီးစွန့်စားပြီးသူ့လက်တစ်ဖက်လုံးကိုထည့်လိုက်တဲ့စူပွက်နေတဲ့ရေလိုပဲခံစားရတယ်ဒါပေမဲ့မလောင်ဘူးဒါဆိုသူတို့ဘာလို့မထိခိုက်တာလဲအဲ့ဒါကလိုက်တန်နှင်းကားတက်ရောက်မှုကြောင့်ဖြစ်တာပါရေကိုသူ့ရဲ့စူမတ်ထက်အစပေါင်းများစွာပူတဲ့မျက်နှာပြင်ပေါ်တင်လိုက်တဲ့အခါရေကချက်ချင်းရေငွေ့ဖြစ်ပြောင်းသွားပြီးအဲ့ဒီရေငွေ့ကတင့်အသားနဲ့အရေးကြိုတက်တူကြားမှာအကာအကွယ်တစ်ခုဖြစ်သွားလို့ပဲ